ပို့ပြရကြခန်းကြီးဆက်ချောအာရုံဤသားနယောတို့သည်ထာဝရဘုရားရှိတော်နှင့်ပူဇော်၍တည်သောနောထာဝရဘုရားသည်မောရှေအားမိတော်မူသည်ကတင်ဤအကိုအာရုံသည်တေဘေးနှင့်ကင်းလွတ်မြကြောင့်တန်ရှင်းရန်ဌာနတော်ထဲတစ်တာပေါ်မှတင်သောအဖုံးကိုကွယ်ကာကကလကာအတွင်းသို့အခါခတ်သိမ်းမဝင်စေခြင်းကစစ်ဆိုလောငါသည်တစ်တာဖုံးအပေါ်မောတွေနှင့်ထေရှားမည်အာရုံသည်တန်ရှင်းရဌာနတော်ထဲသို့အဘယ်သို့ဝင်ရမည်နည်းဟုမူကားအပြည့်ဖြေရာဤကိုအသက်ပြူသောနွားထီတကောင်မိရှို့ရာဤဟုတိုးထီတကောင်ပါရမည်တန်ရှင်းသောပိတ်ချောအင်ကြီးပိတ်ချောပေါင်းပင်ကိုဟူ၍ပိတ်ချောခံပါကိုစီရမည်ပိတ်ချောပေါင်းကိုလည်းဆောင်ရမည်ထိုအဝတ်တစားတို့သည်တန်ရှင်းသောကြောင့်ကိုရေချိုးပြီးမှဝိစင်ရမည်ပြည့်ဖြေရာဤကိုစစ်တင်ငယ်နှကောင်မိရှို့ရာဤဖို့တိုးတကောင်ကိုဣတရီလအမျိုးသားပရိသတ်လိုက်မှခံယူရမည်အာရုံသည်မိမိနှင့်ဆန်သောမိမိအပြည့်ဖြေရာဤနွားကိုပူဇော်၍မိမိအဖို့နှင့်မိမိအိမ်တို့များအဖို့အပြည့်ဖြေခြင်းကိုပြုရမည်စိတ်နှကောင်ကိုလည်းယူ၍ပရိသတ်စည်းဝေးရာတဲတော်တကားနာထာဝရဘုရားရှိတော်နှင့်ဆက်ရမည်အာရုံသည်ဒီစိတ်နှကောင်ကိုထာဝရဘုရားအဖို့စီရေးတန်တန်လူလလဟအဖို့တန်စီရေးတန်တန်ချ၍ထာဝရဘုရားအဖို့စီရေးတန်ကြသောစိတ်ကိုဆောင်ခဲ့၍အပြည့်ဖြေရာရည်ဖို့ပူဇော်ရမည်လူလလဟအဖို့စီရေးတန်ကြသောစိတ်ကိုအသက်ရှင်လျက်ထာဝရဘုရားရှိတော်နှင့်ဆက်၍သူ့အပေါ်မှာအပြည့်ဖြေခြင်းကိုပြုပြီးလေတောနှင့်လူလလဟသို့လူလိုက်ရမည်အာရုံသည်မိမိနှင့်ဆိုင်သောအပြည့်ဖြေရာရည်နွားကိုဆောင်ခဲ့ပြီးလေမိမိအဖို့နှင့်မိမိအိမ်သူအိမ်သားများအဖို့အပြည့်ဖြေခြင်းကိုပြု၍မိမိနှင့်ဆိုင်သောအပြည့်ဖြေရာရည်နွားကိုတာရမည်ထာဝရဘုရားရှိတော်ရစ်ပလင်မင်းခဲနှင့်ပြည့်သောလင်ပန်းကိုကန်လျက်မြတ်စွာသောနတ်တာပေါင်းမွေအမှုကိုမိမိလက်နှင့်အပြည့်ယူ၍ကလကာအတွင်းသို့ဆောင်သွားရမည်တွာကသူသည်တေဘေးနှင့်ကင်းလုံးမြအကြောင်းနတ်တာပေါင်းအဖို့အငွေသည်တက်တေခံချက်အပေါ်မှာရှိသောတက်တာအဖုံးကိုမို့စေခြင်းကထာဝရဘုရားရှိတော်နှင့်နတ်တာပေါင်းကိုမင်းပေါ်မှာတင်ရမည်နွားအသွေးအချို့ကိုလည်းယူ၍အရှိမျက်နှာဖက်တက်တာဖုံးအပေါ်နဲ့လက်ညှိုးနှင့်ဖြန်းရမည်တက်တာဖုံးရှိနဲ့လည်းခုနှစ်ကြိမ်တန်အောင်လက်ညှိုးနှင့်ဖြန်းရမည်ထို့နောက်လူများနှင့်ဆန်သောအပြည့်ဖြေရာရည်စိတ်ကိုယူတာ၍အသွေးကိုကလကာအတွင်းသို့ဆောင်ခဲ့ပြီးလေနွားအသွေးကိုဖြန်းတကယ်သို့တက်တာဖုံးအပေါ်နဲ့၎င်းရှေ့နဲ့၎င်းဖြန်းရမည်ဣသရေလအမျိုးသားတို့၏မစင်ကြယ်သောအပြည့်ကြောင့်၎င်းပြစ်မှားသောအပြည့်မျိုးမျိုးတို့ကြောင့်၎င်းတန်ရှင်းရန်ဌာနအဖို့အပြည့်ဖြေခြင်းကိုပြုရမည်ထို့သောဣသရေလအမျိုးသားတို့၏မစင်ကြယ်သောအပြည့်ထဲမှနေရသောပရိသတ်စည်းဝေးရာတဲတော်အဖို့ပြုရမည်တန်ရှင်းရန်ဌာနတော်နှင့်အပြည့်ဖြေခြင်းကိုပြုအပ်သောငါဝင်သောအခါမိမိအဖို့မိမိအိမ်သူအိမ်သားများအဖို့ဣသရေလပရိသတ်အပေါင်းတို့အဖို့အပြည့်ဖြေခြင်းကိုပြု၍မထွက်မီတိုင်အောင်ပရိသတ်စည်းဝေးရာတဲတော်ထဲမှာအဘယ်သူမျှမနေရနောက်တစ်ဖန်ထာဝရဘုရားရှိတော်ရစ်ပလင်သို့ထွက်လာ၍ထိုပလင်အဖို့အပြည့်ဖြေခြင်းကိုပြုအပ်သောငါနွားအသွေးစစ်အသွေးကိုယူ၍ရစ်ပလင်ပတ်လည်ဥချိုတို့နှင့်ထည့်ရမည်ရစ်ပလင်အပေါ်နဲ့လည်းထိုအသွေးကိုလက်ညှိုးနှင့်ခုနှစ်ကြိမ်တန်အောင်ဖြန်း၍ဣသရေလအမျိုးသားတို့၏မစင်ကြယ်သောအပြည့်မှစင်ကြယ်တန့်ရှင်းစေရမည်ထို့သောတန့်ရှင်းရန်ဌာနတော်အဖို့ပရိသတ်စည်းဝေးရာတဲတော်အဖို့ရစ်ပလင်အဖို့အပြည့်ဖြည့်ခြင်းကိုပြီးစီးပြီးမှအသက်ရှင်သောစိတ်ကိုဆောင်ခဲ့ရမည်အာရုံသည်အသက်ရှင်သောစိတ်ကောင်းပေါ်မှာလက်နှစ်ဖက်ကိုတင်လျက်ဣသရေလအမျိုးသားတို့၏တို့စီယမဆာ၍ပြစ်မှားသောအပြစ်အမျိုးမျိုးရှိသမျှတို့ကိုပေါင်းပြ၍စိတ်ကောင်းပေါ်မှာတင်ထားပြီးလေတောင်းလျော်သောလူနှင့်ဒေါသို့ဆေလူရမည်သူတို့အပြစ်ရှိသမျှကိုလူမနေသောအရာသို့ဆွမ်းသွားသောထိုစိတ်ကိုတော့နဲ့လူလိုက်ရမည်တပံအာရုံသည်ပရိသတ်စည်းဝေးရာတဲတော်ထဲသို့ဝင်၍
တန်ရှင်းရာဌာနတော်ထဲသို့အရင်ဝင်သောအခါဝတ်သောပိတ်ချောအဝတ်ကိုချူ၍ထိုအရာ၌ထားရမည်တန်ရှင်းရာဌာနနှင့်ကိုရေချိုး၍မိမိအဝတ်ကိုဝတ်ပြေမှတဖန်ထွက်လာ၍မိရှို့ရာ၏လိုများရှို့ရာ၏ကိုပူဇော်သဖြင့်မိအဖို့နှင့်လိုများအဖို့အပြစ်ဖြေခြင်းကိုပြုရမည်အပြစ်ဖြေရာ၏ကောင်စီဦးကိုရစ်ပလင်ပေါ်မှရှို့ရမည်လူလတ်လဟာသို့စိတ်ကိုလူလိုက်သောသူသည်လည်းမိအဝတ်ကိုလျှော်၍ကိုရေချိုရမည်ထို့နောက်မှတပ်ထဲသို့ဝင်ရမည်တန်ရှင်းရာဌာနတော်နှင့်အပြစ်ဖြေခြင်းကိုပြုအပ်သောငါဆွန်သွင်းသောအသွေးနှင့်ဆန်သောအပြစ်ဖြေရာ၏နွားကို၎င်းအပြစ်ဖြေရာ၏စိတ်ကို၎င်းတပ်ပြင်သို့ယူသွား၍အရေအသားခြေနှုတ်ကိုရှို့ရမည်ရှို့သောသူသည်လည်းမိအဝတ်ကိုလျှော်၍ကိုရေချိုရမည်ထို့နောက်မှတပ်ထဲသို့ဝင်ရမည်သင်တို့သည်အစဉ်ဆောင်ရသောပညာတော်ကိုမူကားအမျိုးသားချင်းဖြစ်စေသင်တို့တွင်ဒီနေသောတပါးအမျိုးသားဖြစ်စေတထမလ10ရက်နေ့နဲ့အလုတ်ကိုအလင်းမလို့ချိုးချမ်းစွာကျင့်လျက်နေရမည်အကြောင်းမူကားသင်တို့သည်ထာဝရဘုရားရှိတော်နဲ့အပြစ်ရှိသမျှနှင့်ကင်းစင်မည်အကြောင်းထိုနေ့ရက်နဲ့ယေဘရဟိတ်သည်သင်တို့ကိုစင်ကြယ်စေခြင်းကအပြစ်ဖြေခြင်းကိုပြုရမည်ထိုနေ့ရက်သည်ထာဝရပညာတော်အတိုင်းသင်တို့ညီဝရာဥပုပ်နှင့်ချူးချမ်းစွာကျင့်ရသောနေ့ဖြစ်သည်အဖအရာနဲ့ယေဘရဟိတ်အမှုကိုဆောင်စေခြင်းကအရင်ယေဘရဟိတ်လက်မှပိတ်သိနှင့်တကွယေဘရဟိတ်အရာကိုခံသောသူသည်ထိုအပြစ်ဖြေခြင်းကိုပြုရမည်ထိုယေဘရဟိတ်သည်တန်ရှင်းသောပိတ်ချောအဝတ်ကိုဝတ်၍တန်ရှင်းရာဌာနတော်အဖို့ပရိသတ်စည်းဝေးရာတဲတော်အဖို့ယေဗလင်အဖို့ယေဘရဟိတ်များအဖို့ပရိသတ်အပေါင်းတို့အဖို့အပြစ်ဖြေခြင်းကိုပြုရမည်ဤရွှေကဣသရေလမျိုးသားတို့၏အပြစ်ရှိသမျှတို့ကြောင့်နှခါတခါအပြစ်ဖြေခြင်းကိုပြုမိအကြောင်းသင်တို့သည်အစဉ်ဆောင်ရသောပညာတော်ဖြစ်သည်ဟုမောရှေအားထာဝရဘုရားမှာထားတော်မူသည့်အတိုင်းအာရုံပြုလေ၏အခန်းကြီး7တပံမောရှေအားထာဝရဘုရားကသင်သည်အာရုံနှင့်သူ၏သားဣသရေလမျိုးသားတို့အားဆင့်ဆိုရမည်မှာဣသရေလအမျိုးသားတစုံတယောက်သည်သို့စိတ်နွားကိုတပ်ထဲမှတသည်ဖြစ်စေတပ်ပြင်မှတသည်ဖြစ်စေထာဝရဘုရား၏တဲတော်ရှိတွင်ထာဝရဘုရားအားပူဇော်တကားပြုခြင်းကပရိသတ်စည်းဝေးရာတဲတော်တကားသို့မဆောင်ခဲ့လျှင်ထိုသူသည်အသက်တတ်သောအပြစ်ရှိသည်ဟုမှားရမည်အသက်တတ်သောထိုသူကိုသူ၏အမျိုးမှဖယ်ရှင်းရမည်ဣသရေလအမျိုးသားတို့သည်တောင်းနှင့်ပူဇော်သောဤကိုပရိသတ်စည်းဝေးရာတဟိတော်တကားရှိတွင်ထာဝရဘုရားထံတော်မှာယေဘရဟိတ်ရှိသို့ဆောင်ခဲ့၍ထာဝရဘုရားအားမိတ္တဟာယပူဇော်စေခြင်းကထိုသို့ဆင်ရရသည်ယေဘရဟိတ်သည်ထိုရစ်ကောင်သွေးကိုပရိသတ်စည်းဝေးရာတဲတော်တကားနာနှင့်ရှိသောထာဝရဘုရား၏ရစ်ပလင်ပေါ်မှဖြန်၍စီဥကိုလည်းထာဝရဘုရားအားမွေးကြံရာသို့ရှို့ရမည်သူတို့သည်အထက်ကမာယုတကယ်သို့နောက်တစ်ဖန်နတ်ဆိုးတို့အားရစ်မပူဇော်ရဤပညာသည်သင်တို့အမျိုးစဉ်ဆက်ဆောင်ရသောပညာတော်ဖြစ်သည်ဣသရေလအမျိုးသားချင်းဖြစ်စေသင်တို့တွင်ဒီနေသောတပါးအမျိုးသားဖြစ်စေမိရှို့ရာ၏အစရှိသောအခြားသောရည်တစုံတစ်ခုကိုပူဇော်သွားအခါထာဝရဘုရားအားပူဇော်တကားပြုခြင်းကပရိသတ်စည်းဝေးရာတကားသို့မဆောင်ခဲ့လျှင်ထိုသူကိုသူ၏အမျိုးမှဖယ်ရှင်းရမည်ဟုသူတို့အားဆင့်ဆိုရမည်ဣသရေလအမျိုးသားမှစ၍သင်တို့ဒီနေသောတပါးအမျိုးသားတစုံတယောက်သည်အသွေးအမျိုးမျိုးကိုစားလျှင်ထိုသူကိုငါသည်မျက်နှာထား၍သူ၏အမျိုးမှဖယ်ရှင်းမည်အကြောင်းမူကားကိုခန္ဓာအသက်သည်အသွေးနှင့်တည်၏သင်တို့ပြုသောအပြစ်ကိုဖြည့်စေခြင်းကထိုအသွေးကိုသင်တို့အားရစ်ပလင်ပေါ်မှငှပေး၏လူအပြစ်ကိုဖြည့်သောအရာကအသွေးဖြစ်သည်ထို့ကြောင့်သင်တို့နှင့်အဘယ်သူမျှအသွေးကိုမစားရသင်တို့တွင်ဒီနေသောအခါဒီနေသောတပါးအမျိုးသားလည်းအသွေးကိုမစားရဟုဣသရေလအမျိုးသားတို့အားငါအမိန့်တော်ရှိ၏
ဣတိလအမျိုးသားမှစာ၍တင်တို့တွင်ဒီနေသောတပါးအမျိုးသားတစုံတယောက်သည်မို့ဆိုလို၍စားစီရာဖို့သာငှက်ကိုတမ်းမိလေအသွေးကိုတုံ၍မြေနှင့်ဖုံးရမည်အသွေးသည်ခသိန်းသောကိုခန္ဓာအသက်ရှင်ရာအကြောင်းဖြစ်၏ထို့ကြောင့်တင်တို့သည်တစုံတစ်ခုသောကိုခန္ဓာ၏အသွေးကိုမစားရဟုဣသရေလအမျိုးသားတို့အားငါအမိန့်တော်ရှိ၏ခသိန်းသောကိုခန္ဓာအသက်သည်အသွေးနှင့်တည်သောကြောင့်အသွေးကိုစားသောသူမည်သည်ကဖယ်ရှင်းခြင်းကိုခံရမည်အလိုလိုတည်သောအကောင်သားရဲကဲ၍တည်သောအကောင်အသားကိုစားသောခုအမျိုးအစားတပါးအမျိုးသားမည်သည်ကစားလေမိမိအဝတ်ကိုလျှော်၍ကိုရေချိုးရမည်ညအိုးတန်အောင်မစင်ကြယ်ဖြစ်၏ထို့နောက်စင်ကြယ်ခြင်းရှိ၏အဝတ်ကိုမလျှော်ရရေချိုးလေအဝတ်ကိုမလျှော်ရေချိုးလေကိုအပြစ်ကိုခံရမည်ဟုထာဝရဘုရားသည်ပြညတ်တော်မူ၏အခန်းကြီး18တပည့်မောရှေအားထာဝရဘုရားကသင်သည်ဣသရေလအမျိုးသားတို့အားဆင့်ဆိုရမည်မှာငါသည်သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏သင်တို့နေဖူးသောအေဂဒုပြည်၏အကျင့်ကို၎င်းသင်တို့ကိုငါပို့ဆောင်လက်တတ်သောခန္ဓာပြည်၏အကျင့်ကို၎င်းသင်တို့သည်မကျင့်သင်တို့တရားလမ်းသို့မလဲရကြငါစီရင်ချက်ရှိသည့်အတိုင်းကျင့်၍ငါပညာတရားလမ်းသို့လိုက်ခြင်းငါဆောင်ရှောက်ရကြမည်ငါသည်သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏ထို့ကြောင့်ငါစီရင်ထုံးဖွဲ့ချက်တို့ကိုဆောင်ရှောက်ရကြမည်ထိုအကျင့်ကိုကျင့်သောသူသည်ထိုအကျင့်အားဖြင့်အသက်ရှင်လိမ့်မည်ငါသည်ထာဝရဘုရားဖြစ်၏သင်တို့တွင်အဘယ်သူမျှကိုပေါင်းဖော်တော်မူသောသူကိုချင်း၍တာဝါဒမပြုရငါသည်ထာဝရဘုရားဖြစ်၏သင်၏အဖနှင့်သာဆိုင်သောသင်၏အမိကိုမချင်းရကိုအမိဖြစ်သောကြောင့်တာဝါဒမပြုရကိုအဖ၏မယားမိသည်ကိုမချင်းရအဖနှင့်သာဆိုင်၏တအင်ဒီမွေးဖွားသည်ဖြစ်စေအခြားသောအရာနှင့်မွေးဖွားသည်ဖြစ်စေသင်၏နမကိုမချင်းရကိုရင်သွေးဖြစ်သောသင်၏မြေကိုမချင်းရအမိချတော်လဲတပါးသည်ဖြစ်သောနမကိုမချင်းရသင်အဖ၏ပေါင်းဖော်ရင်းဖြစ်သောအဖ၏နမကိုလည်းသင်အမိ၏ပေါင်းဖော်ရင်းဖြစ်သောအမိ၏ညီအမကိုလည်းအဖ၏ညီအကိုနှင့်သာဆိုင်သောမြစ်ကြီးဖထွေးဖြစ်သောအဖ၏ညီအကိုမယားကို၎င်းသား၏မယားသည်ဖြစ်သောချွေးမကို၎င်းအကိုနှင့်သာဆိုင်သောအကို၏ညီအကို၏မယားကို၎င်းမချင်းရကိုမယား၏ပေါင်းဖော်ရင်းဖြစ်သောမယား၏သမီးမယား၏မိကိုမချင်းရမတရားသောအမှုဖြစ်၏ကိုမယားကိုနှောက်ယှက်ခြင်းကသူအသက်ရှင်စဉ်တွင်သူ၏ညီအမကိုမသိရအုတ်ထုရော့၍မစင်ကြယ်သောမိမကိုလည်းမချင်းရသူ့ကိုညှဉ်းညူးစေလျက်သူ့မယားကိုမပြစ်မှာရသူ၏သားသမီးတို့ကိုမောလုဖျားအားမင်းဖြစ်မပူဇော်ရသင်၏ဖျားသခင်နမတော်ကိုမရှုမချရငါသည်ထာဝရဘုရားဖြစ်၏မိမနှင့်ပေါင်းဖော်တကယ်သို့ရောကြားခြင်းမပေါင်းဖော်ရရိုရှာပွဲအမှုဖြစ်၏ကိုညှဉ်းညူးစေ၍ဒရိစံနှင့်မပေါင်းရမိမသည်လည်းမိမိနှင့်ဒရိစံ၏ပေါင်းဖော်ခြင်းကိုမခံရရိုရှာပွဲသောရောနှောခြင်းဖြစ်၏ထိုသို့သောအမှုအဖြစ်ကိုမညှဉ်းညူးစေရသင်တို့ရှေ့မှငါနီထို့သောလူအမျိုးမျိုးတို့သည်ထိုသို့သောအမှုကိုပြု၍ညှဉ်းညူးကြ၏သူတို့ပြည်သည်လည်းညှဉ်းညူး၏ညှဉ်းညူးသောအပြစ်ကြောင့်ငါဆုံးမ၍ထိုပြည်သည်မိမိသားတို့ကိုအောက်အံလိမ့်မည်သင်တို့မူကားငါစီရင်ထုံးဖွဲ့ချက်တို့ကိုစောင့်ရှောက်ရကြမည်ထိုပြည်သည်သင်တို့ရှေ့၌ရှိသောလူအမျိုးမျိုးတို့ကိုအားတကယ်သို့တဖန်ညှဉ်းညူးခြင်းကိုခံ၍သင်တို့၏မအားစေခြင်းကကိုအမျိုးသားဖြစ်စေသင်တို့တွင်တည်နေသောတပါးအမျိုးသားဖြစ်စေထိုသို့သောရိုရှာပွဲအမှုတို့ကိုမပြုရသင်တို့ရှေ့၌ရှိသောပြည်သားတို့သည်ထိုသို့သောရိုရှာပွဲအမှုကိုပြုသောအားဖြင့်သူတို့ပြည်သည်ညှဉ်းညူးခြင်းရှိ၏
ထို့သောရောရှာပွဲအမှုကိုပြုသောသူမည်ဒီကသူ၏အမျိုးမှဖယ်ရှင်းခြင်းကိုခံရမည်တို့ဖြစ်၍တင်တို့ရှေ့နှင့်ပြုဖို့သောထိုရောရှာပွဲထုံးစံတလေရှိတို့တင်တို့သည်လိုက်၍ကိုမငြင်းညူစေခြင်းငါပညာတရားကိုဆောင်ရှောက်ရကြမည်ငါသည်တင်တို့၏ဖျားသခင်ထာဝရဘုရားဖြစ်၏ဟုမိန့်တော်မူ၏အခန်းကြီး19တပံမောရှေကထာဝရဘုရားကသင်သည်ဣသရေလအမျိုးသားပရိသတ်အပေါင်းတို့အားဆင့်ဆိုရမည်မှာသင်တို့၏ဖျားသခင်ငါထာဝရဘုရားသည်တန်ရှင်သောကြောင့်သင်တို့နှင့်လည်းတန်ရှင်ခြင်းရှိကြလောလူတိုင်းကိုမိဘကိုယူသေးရမည်ငါအုပ်ဖို့နေကိုလည်းဆောင်ရမည်ငါသည်သင်တို့၏ဖျားသခင်ထာဝရဘုရားဖြစ်၏ရုပ်ထုစင်ထုကိုလည်းမချေမကာရကိုအဖို့သုံးသောဖျားတို့ကိုမလိုရငါသည်သင်တို့၏ဖျားသခင်ထာဝရဘုရားဖြစ်၏မိတ္တဟာယဟိကိုထာဝရဘုရားအားပူဇော်လေစေတော်နှင့်တွေ့အောင်ပူဇော်ရမည်ပူဇော်သောနေ့နှင့်နက်ဖြန်နေ့နှင့်စားရမည်တဖန်နေ့တိုင်အောင်ကြံကျင်းလေမိရှုရမည်တဖန်နေ့နဲ့ထာဝရအနှဲငယ်ကိုညစားလေရုံရှာပွဲဖြစ်၏စေတော်နှင့်မတွေ့စားသောသူသည်ထာဝရဘုရား၏တန်ရှင်းသောအရာကိုရှုတ်ချသောကြောင့်မိမိအပြစ်ကိုခံရမည်ထိုသူကိုသူ၏အမျိုးမှဖယ်ရှင်းရမည်ကိုမြေနှင့်ဖြစ်သောစပါးကိုရိတ်သောအခါလက်တောင်းတို့ကိုအကုန်အစင်မရေရသင်းရာတွင်ကြံကျွင်းသောအရာကိုပြန်၍မကော့မသိရကိုစပြစ်တီးကိုလည်းအကုန်အစင်မသိရကြံကျွင်းသောအသီးကိုပြန်၍မဆိုးရထိုအသီးကိုဆင်းရဲသောသူအသက်အာဂါတအဖို့ချန်ကျွင်းရမည်ငါသည်သင်တို့၏ဖျားသခင်ထာဝရဘုရားဖြစ်၏သူဥစ္စာကိုမခိုးရသူတစ်ပါးကိုမလိုက်စားရတယောက်ကိုတယောက်မှုတ်တာစကားမပြောရငါနာမကိုတိုင်တင်၍မဟုတ်မမှန်ပဲကျင်ဆိုခြင်းကိုမပြုရသင်၏ဖျားသခင်နာမကိုမရှုတ်မချရငါသည်ထာဝရဘုရားဖြစ်၏ကိုနှင့်ဆက်ဆံသောသူ၏ဥစ္စာကိုမတရားသဖြင့်မသိရအနံ့အထက်ပြု၍မယူရသူငါခံထက်သောအခါကိုတညလုံးနှစ်နက်တန်အောင်မထားရနားပင်းသောသူကိုမကျင်ဆဲရမျက်စိမမြင်သောသူရှေ့မှထိမိ၍လဲเสียကိုမထားရသင်၏ဘုရားသခင်ကိုကြော်ရွံ့ရမည်ငါသည်ထာဝရဘုရားဖြစ်၏တရားတွေ့သည်အမှုမှာမတရားသဖြင့်မစင်ရဆင်းရဲသောသူတစ်ဖက်နှင့်မငယ်ကွက်ကြီးသောသူ၏မျက်နှာကိုမထောက်ပဲကိုအမျိုးသားချင်းကိုတရားသဖြင့်ဆင်ရရမည်သူအတရေပြတ်သောတည်င်းကိုကြားပြောခြင်းကကိုအမျိုးသားချင်းတို့တွင်မလက်လဲရကိုနှင့်ဆက်ဆံသောသူကိုသေစေခြင်းကမကြံစီရငါသည်ထာဝရဘုရားဖြစ်၏သင်၏ညီကိုစစ်အခုခံမရှိရကိုနှင့်ဆက်ဆံသောသူနဲ့ရှိသောအပြစ်ကိုတတိုင်းမရှိစေပဲသူ့ကိုအမှန်ဆုံးမရမည်သည့်အမျိုးသားချင်းသည်တိကိုပြစ်မှားလေကိုတန်အပြစ်ပြန်၍မတုံရအညိုးမထားရကိုနှင့်ဆက်ဆံသောသူကိုနှင့်အမျက်ချီရမည်ငါသည်ထာဝရဘုရားဖြစ်၏ငါ၏ပညာတရားကိုသင်တို့သည်ဆောင်ရကြမည်အမျိုးခြားသောတိရစ္ဆာန်အထီးအမတို့ကိုမရှက်မတိမ်စေရခြားနာသောမျိုးစေ့ကိုရောနော်၍လယ်နှင့်မကျဲရဝါနှင့်သိုးမွေးရော၍ရက်သောအဝတ်ကိုမဝတ်ရချင်းများဆောင်နှင်းလျက်မရွေးမလွတ်သေးသောကြုံမြင်းမနှင့်တည်နေသောသူသည်ရက်နှက်ခြင်းကိုခံရမည်ထိုမြင်းမသည်သူ့ကြုံဖြစ်သောကြောင့်သေပြီးနှင့်လူရမည်ယောက်ျားသည်လည်းဒိုးစည်းဖြစ်ရာရည်ဖို့သိုးထီးတကောင်ကိုပရိသတ်စည်းဝေးရာဒဲတော်တကာနာထာဝရဘုရားရှိတော်ထာဝရဘုရားထံတော်နှင့်တည်ဆောင်ခဲ့ရမည်ထိုယောက်ျားပြုသောအပြစ်ကိုဖြေခြင်းကဒိုးစည်းဖြစ်ရာရည်သို့ကိုယေဘရဟိသည်ထာဝရဘုရားရှိမှပူဇော်ရမည်ထိုယောက်ျားသည်အပြစ်လွတ်ခြင်းသို့ရောက်လိမ့်မည်သင်တို့သည်ငါပေးသောပြည်သို့ရောက်၍စားအံ့သောအပြင်အမျိုးမျိုးကိုဆက်ပြီးမှသုံးနှစ်ပတ်လုံးသီးသောအသီးကို
အရေဖျားလင်းချင်းကိုမခံသောအသီးဟု၍မှားရမည်ထိုအသီးကိုမစားရစတုဒ္ဒနေ့တွင်တီးသောအသီးရှိသမျှသည်တန့်ရှင်း၍ထာဝရဘုရားဤကျေးဇူးတော်ကိုချီးမွမ်းဖို့ရဖြစ်ရမည်ပထမနေ့တွင်တီးသောအသီးကိုစားရမည်ထိုသို့ပြုလင်အပြင်တို့သည်သာ၍တီးကြလိမ့်မည်ငါသည်သင်တို့ဤဘုရားသခင်ထာဝရဘုရားဖြစ်၏အသွေးပါသောအသေးကောင်ကိုမစားရမကောင်းသောအကြက်ကိုမပြူရဂါလပေရင်ကိုမကြည့်ရဥကောင်းအနာပတ်လည်နှင့်စပင်ကိုဝိုင်း၍မရေရသားမုန်းကိုလည်းမရေရသေသောသူအတွက်ကိုယ်အသားကိုမခုတ်မရှာရတံပူမထိုးရငါသည်ထာဝရဘုရားဖြစ်၏ကိုယ်သမီးကိုပြည့်တစားဖြစ်စေခြင်းကမရှုမချရတို့ပြုလင်တစ်ပြေလုံးသည်မတရားသောမြေထုံသို့လိုက်၍အတ္တမအမှုနှင့်ပြစ်လေမည်ငါအဖို့နှင့်တို့ကိုဆောင်၍ငါတက်ရှင်းရန်ဌာနတော်ကိုယူသေးရမည်ငါသည်ထာဝရဘုရားဖြစ်၏ကိုညှဉ်းညူးစေခြင်းကနတ်ဝင်သူကိုမမီဝဲရဇူးလို့သူကိုလည်းမရှာဖွေရငါသည်တင်တို့ဤဖျားခင်ထာဝရဘုရားဖြစ်၏စပင်ဖြူသောသူရှေ့မှထားရမည်အသက်ကြီးသောသူဤမျက်နှာကိုယူသေးရမည်တင်ဤဖျားသခင်ကိုကြောက်ရွံ့ရမည်ငါသည်ထာဝရဘုရားဖြစ်၏တင်ဤပြင်နှင့်ကျဲနေသောအသက်ကိုမြင်မြင်စေရတင်နှင့်အတူနေသောအသက်ကိုအမျိုးသားချင်းကဲ့သို့မာရမည်ကိုနှင့်အမျက်ချီရမည်တင်တို့သည်အကတုပြေနှင့်အသက်ဖြစ်ကြပြီးငါသည်တင်တို့ဤဘုရားသခင်ထာဝရဘုရားဖြစ်၏တိုင်းထွာသောအမှုချင်းတွယ်သောအမှုချင်းတွက်သောအမှုနှင့်မတရားစွာမပြုရမှန်သောချင်းခွေမှန်သောအလေးမှန်သောအဖာမှန်သောဟန်တို့ကိုသုံးရမည်ငါသည်တင်တို့ဤအကတုပြေမှနှုတ်ဆောင်သောတင်တို့ဤဘုရားသခင်ထာဝရဘုရားဖြစ်၏တင်တို့သည်ငါစင်ရင်ထုံးဖွဲ့ချက်အလုံးစုံတို့ကိုဆောင်လျှော်ရမည်ငါသည်ထာဝရဘုရားဖြစ်သည်ဟုမိန့်တော်မူ၏အခန်းကြီး20တပံမောရှေအားထာဝရဘုရားကသင်သည်ဣသရေလအမျိုးသားတို့အားဆင့်ဆိုရမည်မှာဣသရေလအမျိုးသားဖြစ်စေဣသရေလအမျိုးနှင့်တဲနေသောတပါးအမျိုးသားဖြစ်စေမိမိသားကိုမောလုတ်ဘုရားအားဆက်ကသောသူသည်အသေးသက်ခြင်းကိုအမှန်ခံရမည်ဒီသားတို့သည်ခဲနှင့်ပြရကြမည်ငါတက်ရှင်းရာဌာနတော်ကိုညှဉ်းညူးစေလျက်ငါတက်ရှင်းသောနာမတော်ကိုရှုတ်ချလျက်မိမိသားကိုမောလုတ်ဖျားအားဆက်ကသောသူကိုငါသည်မျက်နှာထား၍သူ၏အမျိုးမှဖယ်ရှင်းမည်မိမိသားကိုမောလုတ်ဖျားအားဆက်ကသောသူကိုဒီသားတို့သည်အမှုမထားမတတ်ဘဲနေလေထိုသို့နေသောသူနှင့်သူ၏အင်သူ၏သားတို့ကိုငါသည်မျက်နှာထား၍ထိုသူကို၎င်းသူနှင့်အတူမောလုတ်ဖျားထံသို့မာယူသောသူကို၎င်းသူတို့အမျိုးမှဖယ်ရှင်းမည်လမ်းလွဲ၍နောက်ဝင်သူဇွန်းလို့သူနောက်သို့လိုက်လျက်မာယူသောသူကိုငါသည်မျက်နှာထား၍သူ၏အမျိုးမှဖယ်ရှင်းမည်တင်တို့၏ဘုရားသခင်ငါထာဝရဘုရားသည်တတ်ရှင်သောကြောင့်တင်တို့သည်ကိုယ်တတ်ရှင်စေ၍တတ်ရှင်ခြင်းရှိကြလော့ငါနေရမကိုကျင့်ဆောင်ကြရမည်ငါသည်တင်တို့ကိုတတ်ရှင်စေသောထာဝရဘုရားဖြစ်၏မင်းပေါကိုကျင့်ဆဲသောသူတိုင်းအသေးသက်ခြင်းကိုအမှန်ခံရမည်မင်းပေါကိုကျင့်ဆဲသောသူသည်တေထက်သောအပြစ်ရှိ၏သူမယားကိုပြစ်မှားသောသူသည်မာယွန်းသောမြင့်မနှင့်တကွအသေးသက်ခြင်းကိုအမှန်ခံရမည်ကိုအဖာ၏မယားနှင့်တင့်နေသောသူသည်အဖနှင့်သာဆန်သောအရာကိုပြစ်မှားသောကြောင့်ထိုမြင့်မနှင့်တကွအသေးသက်ခြင်းကိုအမှန်ခံရမည်တေထက်သောအပြစ်ရှိ၏ယောက်ျားသည်ကိုချွေးမနှင့်တင့်နေလေထိုသူနှစ်ယောက်တို့သည်ယုံရှာဖွယ်ဖြစ်သောယောနောခြင်းကိုပြုသောကြောင့်အသေးသက်ခြင်းကိုအမှန်ခံရမည်တေထက်သောအပြစ်ရှိ၏မြင့်မနှင့်ပေါင်းဖော်တကယ်သို့ယောက်ျားချင်းပေါဖော်လေထိုသူနှစ်ယောက်တို့သည်ယုံရှာ
သောအမှုကိုပြုသောကြောင့်အသေးသက်ခြင်းကိုအမှန်ခံရမည်တေထက်သောအပြစ်ရှိ၏ယောက်ျားသည်သမီးနှင့်အမိကိုမယားပြုလင်မတရားသောအမှုဖြစ်၏တင်တို့တွင်မတရားသောအမှုမရှိစေခြင်းကထိုသူသုံးယောက်တို့ကိုမိရှို့ရမည်ယောက်ျားသည်တိရစ္ဆာန်နှင့်ပေါင်းဖော်လင်အသေးသက်ခြင်းကိုအမှန်ခံရမည်ထိုတိရစ္ဆာန်ကိုလည်းတတ်ရမည်မြင့်မသည်လည်းမိမိနှင့်တိရစ္ဆာန်၏ပေါင်းဖော်ခြင်းကိုခံလင်ထိုမိမနှင့်တိရစ္ဆာန်သည်အသေးသက်ခြင်းကိုအမှန်ခံရမည်သေထက်သောအပြစ်ရှိ၏ယောက်ျားသည်အဖ၏သမီးအမိ၏သမီးဖြစ်သောမိမိနှမနှင့်တိတ်နေလေမတရားသောအမှုဖြစ်၏ထိုသူတို့သည်အမျိုးသားချင်းတို့ရှေ့မှောက်နှင့်ဖယ်ရှင်းခြင်းကိုခံရကြမည်ထိုယောက်ျားသည်နှမနှင့်တိတ်နေသောကြောင့်မိမိအပြစ်ကိုခံရမည်ယောက်ျားသည်ဥထုရောက်လျက်ရှိသောမိမနှင့်တိတ်နေလေထိုသူတို့သည်သဘောတူ၍သွေးသွန်အနာကိုထင်ရှားစေသောကြောင့်သူတို့အမျိုးမှဖယ်ရှင်းခြင်းကိုခံရကြမည်အဖ၏နှမအမိ၏ညီမနှင့်မတိတ်မနေရထိုတို့သောဘောဖော်ရဲနှင့်တိတ်နေသောသူတို့သည်မိမိအပြစ်ကိုခံရကြမည်အဖ၏ညီကိုမယားနှင့်တိတ်နေလေအဖ၏ညီကိုနှင့်သာဆိုင်သောအရာကိုပြစ်မှားသောကြောင့်ထိုသူတို့သည်မိမိအပြစ်ကိုခံရသဖြင့်တစ်သက်လုံးသားမရဘဲနေရလိမ့်မည်ညီအကို၏မယားနှင့်တိတ်နေလေညှိညိုးသောအမှုဖြစ်၏ညီအကိုနှင့်သာဆိုင်သောအရာကိုပြစ်မှားသောကြောင့်ထိုသူတို့သည်သားမရဘဲနေရလိမ့်မည်တင်တို့ကိုငါပို့ဆောင်၍နေရာချသောပြည်သည်မအံ့စေခြင်းကတင်တို့သည်ငါစီရင်ထုံးဖွဲ့သမျှကိုကြည်ဆောင်ရမည်တင်တို့ရှေ့မှငါနီထုတ်သောလူအမျိုးမျိုးတို့၏ပါတာဓလေ့သို့မလိုက်ရတင်တို့သည်ထိုသို့သောအမှုခတ်သိမ်းတို့ကိုပြုသောကြောင့်ငါယုံရှာ၏သူတို့ပြည်တည်းဟူသောနှုတ်ရည်နှင့်ပြားရည်စီးသောပြည်ကိုတင်တို့သည်အမွေခံစေခြင်းကငါပိုင်ပေးမည်ဟုငါအမိန့်တော်ရှိ၏ငါသည်တင်တို့၏အခြားသောအမျိုးနှင့်ခွဲထားသောသူတို့ဘုရားသခင်ထာဝရဘုရားဖြစ်၏ထိုအကြောင်းကြောင့်စင်ကြယ်သောသားမစင်ကြယ်သောသားစင်ကြယ်သောငှက်မစင်ကြယ်သောငှက်တို့ကိုပိုင်းခြားရမည်ငါခွဲထားသည့်အတိုင်းမစင်ကြယ်သောသားငှက်မြေပေါ်မှထွားတတ်သောတိရစ္ဆာန်တစ်စုံတစ်ခုအားဖြင့်ကိုရှောင်ရှားပွဲမဖြစ်စေရငါထာဝရဘုရားတန်ရှင်းသည်ဖြစ်စေတန်ရှင်း၍တင်တို့ကိုငါအလိုရှိသည်ဖြင့်အခြားသောအမျိုးနှင့်ခွဲထားသောကြောင့်ငါအဖို့တန်ရှင်းချင်းရှိရကြမည်ယောက်ျားဖြစ်စေမိန်းမဖြစ်စေနှဝင်သောသူဇွန်းလို့သောသူအသေးသက်ခြင်းကိုအမှန်ခံရမည်ထိုတို့သောသူကိုခဲနှင်းပြီးရကြမည်သူနှင့်တေထက်သောအပြစ်ရှိသည်ဟုမိန့်တော်မူ၏အာမင်